အခုမိုးနဲမြို့နယ်ကိုစပြီးတော့ဝင်တော့မှာဖြစ်ပါတယ်မိုးနဲမြို့တဲကိုသွားပြီးတော့လဲတဲ့အစီအစဉ်ဖြစ်ပါတယ်ဒါတော့ခုရောက်နေတဲ့နေရာကလွယ်ချက်မိုးနဲမြို့ပေါ့နော်ရှမ်းပြည်နယ်တောင်ပိုင်းမိုးနဲမြို့ကလွယ်ချက်စင်တောင်ခဏနေကျွန်တော်ကဒီစင်တောင်စီရီဘောကိုတက်မှာဖြစ်ပါတယ်ဒါကတော့မိုးနဲမြို့ရဲ့မြင်ကွင်းဖြစ်ပါတယ်ရှေးအောင်ဘုရားစီရီတွေရှိပါတယ်ဒီဘက်ကတော့ကျွန်တော်တို့မိုးနဲမြို့မြင်ကွင်းဖြစ်ပါတယ်မိုးနဲမြို့ရဲ့ကျွန်တော်တို့အပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်မိုးနဲမြို့ရဲ့ရှမ်းရိုးမှသမင်းဆိုင်မှာစားတာဖြစ်ပါတယ်nước bánh hủ cô, nước hủ khô kín, nước cải khô kín, phá tôm yum, bún tôm yum, อาหารไทยไรหมดค่ะဒီရှမ်းရိုးမှဆိုင်မှာဒီနောက်ထဲမှာတိတက်ဒီလိုမျိုးလာစားလဲရတယ်ဝိုင်းလေးရှိပါတယ်ဒါနောက်မှာတိတက်အဲ့လိုဝိုင်းလေးနဲ့လာစားလို့ရပါတယ်ဒါဒီနေရာလေးကိုဒါဘယ်နေရာလို့ပြောလို့ရလဲ ဒေဗီဆက်နှစ်ပါးကူဟိုပါပေါ့ဒေဗီဆက်နှစ်ပါးကူဟိုမိုးနဲမျိုးနဲ့တည်းက မိုးနဲမြို့နယ်တည်းโอเค ရှမ်းပြည် ကိုယ်လောင်ဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းမိုးနဲမျိုးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမိုးနဲမြို့နယ်ဒေဗီစနဘာကူကျွန်တော်တို့လာရောက်လက်ပတ်လေးလာကြဖြစ်ပါတယ်ဒေဗီစနဘာကူပေါ့နော်ဒေဗီစနဘာကူပေါ့နော်ကင်မရာထားကြတယ်ရေရှိရနော် ရှိတယ်အော်ကူရရပါပြီမှောင်တော့ပါပြီဒါဒေဗီစနဘာကိုယ်တိုင်ပြန်ထွက်လာပြီဟုတ်လားဟုတ်ပြန်ထွက်လာကိုယ်လောင်ဘာတွေတွေ့ခဲ့တော့ဟမ်ဘာတွေတွေ့ခဲ့တော့ရေကြနေနော်ရေကြနေဟုတ်တယ်ရေကြနေပြန်အေးတယ်ထဲထိမရောက်ခဲ့ဘူးနော်ဟုတ်ကဲ့